ဒါမှမလို့ရှင်တဲ့ဟာလေးမလား ဟဲဟုတ်တယ်ဒါမျိုးအတိကြပဲဒါလေးကဘယ်လောက်လဲ 2သိန်း6တောင်းနဲ့8ထောင်ပါရှင်မမ ဟဲဈေးကတန်လိုက်တာဒီထက်ကြီးရအောင်ရှိတယ်လားညီမလေး ဟုတ်ဒါလေးကတော့ဒီဆက်တစ်မျိုးပဲလာပါတယ်ရှင်မမ အော်ဟုတ်လားဒါလေးကသေးလို့လေအမကကြီးရလေးလို့ချင်တာဟုတ်တယ်ဒါမျိုးအတိကြပဲအမကကြီးရလေးလို့ချင်တာဒါမျိုးအတိကြပဲကြီးရလေးလို့ချင်တာ ဟုတ်တယ်နော်မဒါလေးကတေးရောကြီးရတယ်မှာပို့ပြီးတော့အဆင်ပြေဟိုတကမပြောရဲ့ကြောင်စောအယုတ်လေးဒီမှာရှိရမ ဟဲဟုတ်တယ်ဒါမျိုးလေးပဲဒါလေးကဘယ်လောက်လဲညီမလေး ဟုတ်အဲ့ဟာလေးကတော့4တောင်းနဲ့2ထောင်ပါရှင်မမ ဒါလေးကနည်းနည်းသေးသလိုပဲနော်ဒါထက်ကြီးရရှိလားဟဲဟုတ်တယ်ဒါမျိုးလေးပဲဒါလေးကနည်းနည်းသေးသလိုပဲနော် ဒီလောက်တေးရဆိုရင်အင်အားကြောင်စော့ပုံမျိုးနဲ့ဆို9မိနစ်တောင်ခံမှာမဟုတ်ဘူး ဒါလေးကတော့လေတုံနဲ့တော့မပြတ်ပါဘူးရှင်မမ အရန်သေးလို့မကြိုက်ဘူးတခြားရုပ်ပဲကြည့်တော့မယ် ဒီကြွရုပ်လေးနဲ့ဒီဘောလုံးလေးကဘယ်လောက်လဲ ဒီဟာရဲ့ဇီလေးကတော့တစ်ခုကို2ထောင်ပါရှင် ဟဲအရင်ကြောင်လေးကဒါမျိုးရုပ်တွေဆိုအရင်ကြိုက်တာ ဟုတ်တယ်ဒါလေးပဲယူလိုက်မယ်မဒါလေးကြိုက်တယ်သူ Yeah, boy. ညီမလေးဒါအကျွတ်ရုပ်တစ်ခုနဲ့ဘောလုံးတစ်ခုထပ်ပြီနော် ဟုတ်ကဲ့ပါ